နောက်ထပ်10နှစ်နေကျွန်တော်ဘာပိုင်ဆိုင်မလဲပေါ့နော်နည်းနည်းကန်ဆန်းကြည့်လိုက်မယ်ဗျာနော်ဟေးဟေးကန်ကောင်းမလားပါညာဟောနောက်10နှစ်နေနော်ကောင်းတာလေးရပါစီကွာလေကွက်ကြီးဘာလို့အောင်မှာတော့လို့ရောမှာတော့လေကွက်တွေကအကုန်လုံးကျဲခံထိနေတာဟုတ်ဘာလို့အောင်မှာတော့လေကွက်ကြီးမကြိုက်ဘူးကောင်းတာလေးပြပေးပါကျေးဇူးပြုပေးမနောက်ပါနဲ့နော်နောက်တယ်ဆိုတော့မကောင်းပါဘူးလူတယောက်တော့နောက်ပြောင်ချင်းတွေတိတ်ပြီးတော့မလုပ်ပါနဲ့no ကလေးမလို့ချင်ဘူးကလေးမလို့ချင်ဘူးမနောက်နဲ့ကလေးမလို့ချင်ဘူးဘာကြီးတော့ကလေးတဲ့မလို့ချင်ဘူးကလေးမလို့ချင်ဘူးကလေးမလို့ချင်ဘူးအဲ့ဒါအများကြီးရှိပါတယ်ကွာရွှေတို့ဟိုကာကြီးတို့တိုက်ကြီးတွေတို့အများကြီးရှိတဲ့ကိစ္စကိုဒါကြီးကလေးလားမဟုတ်လေကွာအစားတော့ဘာလို့ရမှာတော့လို့ငါဝယ်စားလို့ရတယ်လीနောက်စနေနဲ့တိုက်ပိုင်ဆိုင်ကြလားဒီအဖက်ကဘလို့တော့မှားနေတယ်တခုခုမှားနေတယ်လို့ခံစားရတယ်